မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော် Michael Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ကုန်းတောင်းလုံး Big Win မှာ agent လုပ်ရင်လာစားဘယ်လောက်ရနိုင်လဲပေါ့နော်အဲ့ဒီအကြောင်းကိုများပြတော့မှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့စိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုအစားနဲ့အဆုံးထိကြည့်လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ကုန်းတောင်းလုံး Big Win မှာ agent လုပ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ member အတိခေါ်ရမယ်ပေါ့နော်ဟုတ်ပြီလူခေါ်ရမယ်ပေါ့နော်အဲ့ဒီလူကျွန်တော်တို့ခေါ်ထားတဲ့လူငွေတွင်းလိုက်လို့ချင်းကျွန်တော်တို့လာစားရရင်ပေါ့နော်ဟုတ်ပြီကျွန်တော်ရှင်းပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်ကျွန်တော်တို့ခေါ်ထားတဲ့ member 10ယောက်ပထမဆုံးငွေတွင်းပေါ့နော်10ယောက်ရှိရမယ်တတိယကျိန်ဒီမှာပေါ့နော်6ယောက်ရှိရမယ်နော်အဲ့ဒါမှကျွန်တော်တို့9000ရရင်ပေါ့နော်လာစား9000ရမယ်ဟုတ်ပြီပထမဆုံးလူ20ပေါ့နော်ငွေတွင်းလိုက်လို့ရှိရင်ကျွန်တော်တို့တတိယကျိန်ပေါ့နော်ဒီမှာပေါ့နော်ဒီမှာပေါ့နော်တတိယကျိန်ငွေတွင်းလိုက်လို့ရှိရင်ကျွန်တော်တို့လာစားတသိန်းရရင်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ခေါ်ထားတဲ့ member ပေါ့နော်ရောက်30ပေါ့နော်ပထမဆုံးငွေတွင်းပေါ့နော်တွင်းလိုက်လို့ရှိရင်ဒီမှာတတိယကျိန်ပေါ့နော်18ရောက်ငွေတွင်းရင်ကျွန်တော်တို့လာစားရမယ်ဒီမှာပေါ့နော်တသိန်း9000ဟုတ်ပြီကျွန်တော်တို့ခေါ်ထားတဲ့ member ပေါ့နော်ရောက်40ပထမဆုံးငွေတွင်းရင်ကျွန်တော်တို့မေ့စေလို့ကြည့်ရမယ်ဟုတ်ပြီတတိယကျိန်ပေါ့နော်သူတို့က24ရောက်ငွေတွင်းလိုက်လို့ရှိရင်ဒီမှာကျွန်တော်တို့လာစား2သိန်းရမယ်ပေါ့နော်ဟုတ်ပြီမေ့စေလို့ဒီအောက်ဆုံးကြတော့ကျွန်တော်တို့ပထမဆုံးငွေတွင်း50ပေါ့နော်ရောက်50ပေါ့နော်ဟုတ်ပြီတတိယကျိန်ငွေတွင်းရောက်25ရောက်ပေါ့နော်ဟုတ်ပြီအဲ့လောက်တွင်းလိုက်လို့ချင်းကျွန်တော်တို့လာစား3သိန်းရမယ်ပေါ့နော်ဟုတ်ပြီဒီအောက်ဆုံးကြတော့ကျွန်တော်တို့ခေါ်ထားတဲ့ member 100ပေါ့နော်ပထမဆုံးငွေတွင်းလိုက်လို့ချင်းတတိယကျိန်ဒီမှာပေါ့နော်50ရောက်50တွင်းလိုက်လို့ချင်းကျွန်တော်တို့လာစား6သိန်းရမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီအုပ်မှာလည်းအဲ့ဒီတိုင်းပါပဲဟုတ်ပြီအများဆုံးကြတော့ကျွန်တော်တို့တိန်း100ထိလာစားရနိုင်တယ်ပေါ့နော်စူးစမ်းရင်စူးစမ်းတယ်လို့ရမယ်ဟုတ်ပြီဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ member အတိခေါ်မှဒီလာစားရတယ်ပေါ့နော်သူတို့ကငွေတွင်းတဲ့အတိုင်းကျွန်တော်တို့လာစားရမယ်နော်ဟုတ်ပြီကျွန်တော်တို့အများဆုံးကြတော့တိန်း100ထိရနိုင်တယ်ပေါ့နော်စူးစမ်းရင်စူးစမ်းတယ်လို့ရမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့စူးစမ်းရင်တိန်း100ထိယူလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့အခုထိခွန်တောင်းလုံးပေးခွင့်အကောင့်မဖွင့်ရသေးဘူးဆိုရင်ကျွန်တော် comment မှာ link ပို့ပေးထားလိုက်ပါမယ်မိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့အကောင့်ဖောက်လိုက်ပါကျွန်တော်တို့လာစားဘယ်လိုထုတ်လို့ရမလဲပေါ့နော်ကျွန်တော်တို့လာစားဘယ်လိုလော့ရမလဲပေါ့နော်ကျွန်တော်အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ပို့ထားတဲ့ link ကနေအကောင့်ဖောက်ပြီးတော့အသေးစိတ်သိချင်ကျွန်တော်ကိုဆက်သွယ်ပါနော်ကျွန်တော် Telegram channel ကို join လိုက်ပါဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် Tech channel ကိုအခုဒီ subscribe မလုပ်သေးလဲ subscribe လေးလုပ်ထားပါ